ဂျေကနေစူချင်းငွေထုတ်ထားတဲ့ဆာကာမိုတိုတို့ကတော့ကစားကွင်းမှာဘွိုင်းလက်တို့စုံတွဲနဲ့တိုက်ခိုက်နေရပါတယ်လူကရက်မူးကမျက်နှာပြောင်းတဲ့အမှုသမားပုံဖြစ်သွားခဲ့ပြီး OB ဂူရိုနဲ့တိုက်ခိုက်နေရပြီးအချိန်မပြည့်ခင်မှာသပင်နဲ့ OB ဂူရိုကိုထိလိုက်နိုင်ပါတယ်ရှင်းကတော့သူ့သက်ကလူရဲ့လက်ထဲမှာမို့တေချာတိုက်ခိုက်ဖို့ပြောနေပြီးလူကထက်တော့က OB ဂူရိုကိုတိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်စွမ်းရည်ကောင်းတာကြောင့် OB ဂူရိုကသဘောကျနေပြီးလူကတော့မေယိုကနေကြက်ပင်ထိုးလိုက်ပါတယ် OB ဂူရိုကတော့မင်းစွမ်းသားရှိရင်ငါ့ကိုတတ်သွားလို့စိတ်အေးလေပြောနေချင်းလူကတော့ဆာကာမိုတိုမိသားစုစီကန်းအရာလူတက်ခွင့်မရှိဘူးလို့ပြောခဲ့ပါတယ် OB ဂူရိုကတော့ဆာကာမိုတိုမှာမိသားစု3ယောက်ပဲရှိတာပါလို့ပြောခဲ့ပြီးလူကဂျပန်ကိုသူရောက်တဲ့ကသူတင်ခဲ့တာကအတွက်ချက်ပညာဖြစ်ပြီးသူ့ကိုအထင်သေးရလားလို့ပြောကဒေါသကြီးတဲ့အမှုသမားဖြစ်သွားခဲ့ပါတယ်လူနဲ့လူက OB ဂူရိုကိုအလင်းမြန်ထိုးလိုက်ပြီးပါနာရောက်တဲ့ခါမှာတော့အရှိန်လျှော့ကညင်သားသွားထိုးလိုက်ပါတယ်တကယ်တော့လူကအမှုပြည့်သွားတာဖြစ်ပြီးဘာတွေဖြစ်နေရလဲမမှတ်မိပဲဒီကိုဘလို့ရောက်လာတာလဲလို့မေးခဲ့ပြီး OB ဂူရိုကတော့လူရဲ့နေထိုင်မှုနဲ့တိုက်ခိုက်စွမ်းရည်ကိုသဘောကျကဖတ်ထားခဲ့ပါတယ်ဆာကာမိုတိုကတော့စက္ကန့်ပိုင်းတွင်ဝိတ်ကျသွားပေမဲ့ဘာမှထူးသွားမှာမဟုတ်ပဲမိမိသားစုအခက်တွေ့နေတာမို့အမြဲဆုံးတိုက်ခိုက်လိုက်ကြအောင်လို့ဘွိုင်းလက်ကပြောခဲ့ပါတယ်ဆာကာမိုတိုကသူ့အားကိုစိတ်ချရတဲ့လူတွေရှိနေပြီမို့အခုကစိတ်ပူစရာမဟုတ်တော့ဘူးလို့ပြောခဲ့ပြီးဘွိုင်းလက်ကအဲ့ဒါဘာဖြစ်လဲလို့ပြောတဲ့ချိန်ဆာကာမိုတိုကအလင်းမြန်ပြေးထိုးလိုက်ပါတယ်အဲ့နောက်အပြင်ဘက်ကိုရောက်တဲ့အခါမှာတော့ဆာကာမိုတိုကလွှဲကန်လိုက်ပြီးအဆက်မပြတ်ထိုးနေရကြောင်းဘွိုင်းလက်လည်းဒိုင်းနမိုက်လက်သီးနဲ့ထိုးခဲ့ပြီးဆာကာမိုတိုကလည်းလက်သီးကိုရှင်ထိုးကဒိုင်းနမိုက်လက်အိတ်လည်းပျက်စီးသွားခဲ့ပြီးဆာကာမိုတိုကအဆက်မပြတ်ထိုးခဲ့ပါတယ်ဘွိုင်းလက်ကတော့ဒါကမှဂန်နဝင်ကျေးသားဆာကာမိုတိုအစ်စ်ပဲလို့ပြောခဲ့ပြီးရောင်းစုံဘုံတွေပြစ်ကဆာကာမိုတိုကဖမ်းလိုက်တဲ့ကြောင့်ဘွိုင်းလက်လည်းအံအားတင်သွားခဲ့ပြီးဆာကာမိုတိုကတော့ဘုံတွေကိုစုပ်ကပြေးထိုးခဲ့ပါတယ်နားယူသွားတာ9နှစ်ရှိပြီဖြစ်တာတောင်စွမ်းရည်ထက်နေသေးတာပဲလို့ဘွိုင်းလက်ကပြောခဲ့ပြီးဆာကာမိုတိုကလည်းမင်းတော်တန်တာပဲဘွိုင်းလက်လို့ပြောခဲ့ပါတယ်ဆာကာမိုတိုကတော့အရင်ချိန်ကငါလည်းမင်းလို့မလိုအပ်တဲ့နေရာမှာအားရင်သုံးခဲ့ပေမဲ့အခုတော့ငါချစ်တဲ့သူတွေအတွက်ပဲအားရင်ကိုသုံးတော့မှာဖြစ်ပြီးအဲ့ဒါကပဲငါ့ကိုတန်ပါစေတာလို့ပြောကလေးဘောခေါ်ထိုးခဲ့ပြီးနှစ်ယောက်လုံးရဟတ်ပေါ်ရောက်သွားခဲ့ပါတယ်အဲ့နောက်ဘွိုင်းလက်ကအရှုံးကိုရင်ဆိုင်ကမင်းကငရဲလို့ကျန်းတာကိုငါခုလက်ခံသွားပြီးမင်းကဟတ်ဘွိုင်းမယ်လို့ပြောခဲ့ပါတယ်ဆာကာမိုတိုမိန်းမကတော့ပန်းညံထဲမှာပြန်လို့လာအကြောင်းဘလို့ဖြစ်တာလဲလို့ရှင်းကိုမေးခဲ့ပြီးရှင်းကလည်းပင်မန်းလို့နေမှာပါလို့ပြောကဆာကာမိုတိုကိုရှာအောင်မယ်လို့ပြောခဲ့ပြီးထွက်သွားခဲ့ပါတယ်ဆာကာမိုတိုနဲ့ဘွိုင်းလက်ကတော့အပျက်စီးတွေကြားထွက်လာပြီးမိန်းကလေးတယောက်ကလှမ်းခေါ်တဲ့အခါဘွိုင်းလက်ကယောက်ျားတယောက်ဘလို့ဒဏ်ရာရလာလဲမမေးရဘူးမိန်းကလေးလို့တလွဲပြောခဲ့ပြီးဝန်ထမ်းမိန်းကလေးကတော့အပျက်စီးတွေအယောပေးဖို့ခေါ်တာလို့ပြောခဲ့ပါတယ်အဲ့နောက်ဆာကာမိုတိုကဝတ်သားပေါက်စီဝယ်စားခဲ့ပြီးဘွိုင်းလက်ကတောင်းထားခဲ့ရကြောင်းဆာကာမိုတိုကလည်းသူစားထားတဲ့တလုံးကျွေးခဲ့ပြီးကျန်တာကမိသားစုအတွက်လို့ပြောခဲ့ပါတယ်ဘွိုင်းလက်ကတော့မင်းကမိသားစုရှိသေးရလားလို့ပြောနေတဲ့အချိန်ရှင်းရောက်လာပြီးဝိတ်ကျသွားတဲ့ဆာကာမိုတိုကိုမြင်ကအံ့အားသင့်သွားခဲ့ပါတယ်ဘွိုင်းလက်ကတော့စူကြီးကိစ္စဘလို့ဆက်လုပ်မှလဲလို့မေးနေပြီးဆာကာမိုတိုမိမရောက်လာကဘာစူကြီးလေးလို့မေးခဲ့ရကြောင်းမာယာကကြီးဆာကာမိုတိုတုံလို့သွားခဲ့ပါတယ်အဲ့နောက်စစ်စစ်မင်းမြန်ကန်းမှာတော့ဘွိုင်းလက်ပါမစီမဆိုင်ဝင်ပါရပြီးစူကြီးဆိုတာဘာလဲလို့မေးခဲ့ရကြောင်းဆာကာမိုတိုလည်းအမှန်တိုင်းပြောပြခဲ့ပါတယ်ဆာကာမိုတိုရဲ့မိမကတော့မိသားစုစီမင်း600မိသားစုချင်းလှုပ်ဝက်ချက်မထားရဘူးဆိုတာကိုပြခဲ့ပြီးဘာလို့လှုပ်ဝက်ထားတာလဲလို့မေးခဲ့ရကြောင်းဘွိုင်းလက်ကဆာကာမိုတိုဘက်ကနေဝန်ကပြောပြခဲ့ပါတယ်ဆာကာမိုတိုမိမကလည်းနောက်တစ်ခါလှုပ်ဝက်ချက်မထားဖို့ပြောကဆာကာမိုတိုလည်းခေါင်းငိမ့်ခဲ့ပြီးစီတန်းလှည့်လည်ပွဲစီသွားခဲ့ကြပါတယ်ရှင်းကတော့ဆာကာမိုတိုကိုဘလို့ဆက်လုပ်မှလဲမေးနေပြီးဆာကာမိုတိုကတော့အမှုသည်ကိုချေရလိုက်ခံပြီးသူထုတ်ထားတဲ့စူကြီးကိုပြန်ယူသိမ်းရမယ်လို့ပြောခဲ့ပါတယ်ဘွိုင်းလက်ကတော့သူတို့ပြန်တော့မှကြောင့်ဆာကာမိုတိုတို့ကိုနှုတ်ဆက်ခဲ့ပြီးဆာကာမိုတိုကတော့ချေရခံဖို့သူ့မှာအတိတယောက်ရှိတယ်လို့ပြောခဲ့ပါတယ်နောက်တည့်ရက်မှာတော့ဆာကာမိုတိုကအဆက်မပြတ်စားခဲ့ရကြောင်းဖက်တီးကြီးပြန်ဖြစ်သွားခဲ့ပြီးရှင်းတို့နဲ့တူမြေရောက်အခွင့်ငါးဆိုင်စီရောက်လာခဲ့ပါတယ်ရှင်းကတော့ဒီနေရာကဘာအတွက်သုံးတာလဲလို့မေးနေပြီးဆာကာမိုတိုကလည်းသတင်းတွေကိုဖလှယ်တဲ့နေရာမှာရုပ်ရှင်ပြပြန်ရိုက်ပေးတာလို့ပြောကအခွေကြည့်ကန်းစီသွားခဲ့ကြပြီးကြည့်ခဲ့ကြပါတယ်အခွေထဲမှာတော့ဒွန်နန်ကိုင်းကိုလူ90လောက်နဲ့စတင်ခဲ့ပြီးဌာနချုပ်နေရာနဲ့ဝမ်းနဲ့ဘွယ်အဆုံးသက်ကိုပြခဲ့ကြပြီးပိုက်ဆံရှင်းတဲ့အခါမှာတော့ရန်9,65000ကြားခဲ့ရကြောင်းဆာကာမိုတိုကကက်နဲ့ရှင်းခဲ့ပါတယ်ရှင်းကတော့ဒီလောက်များတဲ့ပိုက်ဆံရှိတာလားလို့မေးခဲ့ပြီးဆာကာမိုတိုကတော့သူ့လူပြိုတုံးကစူထားတာတွေလို့ပြောခဲ့ပါတယ်ခန်းတစ်ခုထဲမှာတော့နာဂူမိုကိုဟရိုးဆိုတဲ့လူကဆာကာမိုတိုနဲ့တွေ့ခဲ့ရလားလို့မေးနေပြီးနာဂူမိုကဝစ်လက်ကြောင်းပဲလုံနေရကြောင်းဓာတ်နဲ့ထိုးခဲ့ပြီးနာဂူမိုကခင်းနဲ့ကာကဓားကြီးကဟင်းပွဲလာမှ300တာလို့ပြောခဲ့ပါတယ်ရှိဘဆိုတဲ့လူကတော့ဟရိုးကိုဝင်တာခဲ့ပြီးမြပြောမရတာကြောင့်ပြောလို့မရအောင်တော့အိုဆာရာဂီလို့မိန်းကလေးတယောက်ကိုပြောခဲ့ပြီးအိုဆာရာဂီကတော့အဲ့ဒါတွေစားကျင်တော့မှမတင်ဘူးလို့ရှိဘကိုပြောခဲ့ပါတယ်ရှိဘကတော့စကုံမူးကိုခေါ်ကဓာတ်နဲ့ထိုးခဲ့ပြီးငါးပကံတွေကကြက်သွန်ပြူတွေကဘာလို့နေရလဲလို့ပြောနေတဲ့အချိန်ဂျေကအီရီယာဆိုတဲ့လူရောက်လာခဲ့ပါတယ်အီရီယာကအော်ရာဖွဲ့သားတွေအတူတွဲမမြင်ရတာကြောက်ပြီးမို့ထူးဆန်းတယ်လို့ပြောခဲ့ရကြောင်းဟရိုးကကြံတဲ့ဖွဲ့သား4ယောက်ကဘယ်မှလဲလို့မေးခဲ့ပါတယ်ရှိဘကတော့ဖွဲ့သား3ယောက်ကတော့ဘယ်တော့မှလာမှာမဟုတ်ပေမဲ့အမြဲလာနေကြဖြစ်တဲ့တာကာမူရာကဘာလို့မလာလဲလို့မေးခဲ့ပါတယ်အီရီယာကတော့မကြခင်ကဂျေကကျေးသားတွေအသက်ခံခဲ့ရပြီးအမားချင်းနဲ့သတင်းပေးသွားကြကြောင်းအဲ့ကိစ္စကိုဖြေရှင်းဖို့ဂျေကအော်ရာဘွဲ့ကိုဆေးလို့ခိုင်းလိုက်တယ်လို့ပြောခဲ့ပါတယ်ဆာကာမိုတိုတို့ကတော့ဒွန်နန်ကိုင်ကိုရောက်လာကအထဲကိုဝင်ခဲ့ကြပြီးရုပ်ရှင်တွေကအတိုင်းထိတ်ဆုံးတက်ကဘောရဲ့အခန်းစီကိုဘေးကနေတွက်တက်ပြီးဝင်ရမယ်လို့ရှင်းကပြောနေပါတယ်ဒီ
ဒီလိုနဲ့အပေါ်ဆုံးတဲ့အခန်းစီရောက်တဲ့အခါတကားကိုဖွင့်ခဲ့ကြပြီးအထဲမှာအလောင်းတွေကြားထိုင်နေတဲ့နာဂူမိုကိုတွေ့ခဲ့ကြပါတယ်နာဂူမိုကတော့ဒွန်နန်ကိုင်းမှာရှိနေတဲ့လူတွေနဲ့ဘောကိုလာသက်တာဖြစ်ပြီးမင်းကိုလည်းတက်ရမှာပဲဆာဂါမိုတိုလို့ပြောကလှင်မြန်တဲ့အချိန်နဲ့ရှင်းနောက်ကိုရောက်လာကလေဘင်းကိုဓာတ်နဲ့ထိုးခဲ့ပါတယ်ဒါပေမဲ့ဓာတ်ကအတူဖြစ်နေရကြောင်းရှင်းလည်းမသေးခဲ့ပဲနာဂူမိုကခုနကဖြစ်သွားတဲ့မျက်နှာကိုမြင်သစ်နေလို့စားနောက်ခဲ့ရကြောင်းရှင်းတဲ့လူလည်းအာလူးပင်ထက်ဆိုင်လိုက်ပါတယ်နာဂူမိုကတော့သူ့ရောက်ရဲကအလောင်းတွေကိုတွေးခဲ့တာဖြစ်ပြီးသူကလည်းသူ့ကိစ္စနဲ့သူလာတာလို့ပြောခဲ့ပါတယ်ဆာဂါမိုတိုကလည်းဘာကိစ္စလဲလို့မေးခဲ့ပြီးနာဂူမိုကတော့ဂျေကကျွမ်းကျင်ကျေးစာအယောက်တရာကျော်အသက်ခံထားရပြီးတက်သွားသူကအိတ်ဆိုတဲ့အမားကြီးကိုခြံသွားခဲ့ရကြောင်းဂျေကိုသူတို့ကတခုခုပြောချင်နေတဲ့အတွက်စုံစမ်းနေရဖြစ်ပြီးအဲ့အမတ်ကိုသူတို့ကဆလာလို့ခေါ်ကြောင်းပြောခဲ့ပါတယ်အော်ရာဆိုတာကတော့ဂျေရဲ့အကောင်းတကအကောင်းဆုံးကျေးသားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးသူတို့တာဝန်ကရှင်းရခက်တဲ့ကျေးသားတွေကိုရှင်းကကျေးသားလောကကိုဟန်ချက်ညီအောင်ထိန်းပေးရတာဖြစ်ပါတယ်အရင်ကဆာဂါမိုတိုကလည်းအော်ရာဖော့ရင်ပဲလို့နာဂူမိုကပြောခဲ့ရကြောင်းရှင်းလဲအန်အားတင်သွားခဲ့ပြီးနာဂူမိုကတော့ဆာဂါမိုတိုစူဂျေထွက်လာတဲ့ကဒီကိစ္စတွေဖြစ်လာကြောင်းဆလာကိုတတိထားဖို့ပြောခဲ့ပါတယ်ခန်းတစ်ခုထဲမှာတော့လူတစ်ယောက်ကသွေးစွန်းနေတဲ့လက်နဲ့အမှားကြီးတစ်ခုရေးဆွဲနေပြီးညီမညီသိဖို့ဆိုရင်နောက်ဆုတ်ကြည့်ရတယ်လို့ပြောနေပါတယ်ဆာဂါမိုတိုတို့ကတော့ပုံမှန်နေ့ရက်တိုင်းစိုက်မှာဈေးရောက်နေကြပြီးဆာဂါမိုတိုကရန်သူတွေကဘယ်သူလဲမသိနိုင်တဲ့ကြောင့်ပုံမူတန်မအောင်လေ့ကျင့်ရမယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ဆာဂါမိုတိုကစပိန်ကိုအလင်းမြန်စီးကလေ့ကျင့်ခဲ့ပြီးရှင်းကတော့လာသမျှဈေးဝယ်သူတွေရဲ့စိတ်ကိုဘက်ကပစ္စည်းတွေတန်းပေးနေရကြောင်းနှောက်ဘူးလို့ပြောခံနေရပြီးလူကတော့အရက်တောက်ပြီးကျင့်ကဝတ်သားပေါက်စီမေးတဲ့လူကိုကောင်းခွဲခဲ့ပြီးလာဝယ်သူကရန်သူဖြစ်နေခဲ့ပါတယ်